ဒီနေကန်နေကျွန်တော်တို့မှာဘယ်ပေါ်သွားမလဲဆိုဘယ်ပေါ်သွားမှာဟာရေကျော်ရေဟုတ်ပြီဟုတ်လေဆရာမပိုက်လို့ရကလေးတွေကမှတို့ရေကျော်တဲ့တို့ဒီမှာရမ်းလှတယ်လိုက်မလားဆိုလိုက်ဝါကြဗျာဒါပေမဲ့ကျွန်တော်တို့ရေကျော်ကိုကြည့်ခွင့်မရခဲ့တယ်မူဗီတွေရိုက်ခွင့်မရခဲ့ဘူးဘာလို့လဲဆိုတော့ကျွန်တော်အဲ့နာမှာအက်ဆီဒန့်ဖြစ်လို့လုံခြုံရေးတွေချတာအတွက်ကျွန်တော်တို့မူဗီရိုက်ခွင့်မရခဲ့ဘူး